တို့များတို့ရွာတွေတို့ပြုံးပြုံးပြော်တယ်ပြော်တယ်ပြော်တယ်ဆက်နေကြီးရှင်းတဲ့ကြီးလေးလေးယူသိပြန်ပြီးဆိုနေပြီတော့ရဲ့သမီးမျိုးသမီးတို့တို့သူတို့ရှိလို့ရင်ခဲ့ရမယ်အားခိတာလေးတော့ရဲ့သမီးမျိုးသမီးတို့တို့သူတို့ရှိလို့ရင်ခဲ့ရမယ်အားခိတာလေးချစ်စရာအံပန်းယူခံမမတော်သည်အခုဘဝအတွင်းဟန်သူပါကင်းလူရရမင်းနဲ့စင်တရင်ရခုံပန်းပွင့်ကျုံလျက်တင်သူ့ချီရဲ့မျောလက်နေပါသည်